ကဘာပေါ်မှာနာမည်ကြီးပြီးစင်လာကြီးမားတဲ့အားကစားပြိုင်ပွဲတွေအများကြီးရှိပါတယ်။ Golf, Basketball, Formula 1 စတဲ့ပြိုင်ပွဲတွေလို့ပေါ့။ဒါပေမဲ့အဲ့ဒီပြိုင်ပွဲတွေအားလုံးထဲမှာလူစိတ်ဝင်စားမှုအများဆုံးနဲ့အခမ်းအနားဆုံးပြိုင်ပွဲကြီးကတော့ FIFA World Cup ပဲဖြစ်ပါတယ်။ FIFA World Cup ကိုတော့ဒီနှစ်တစ်ချိန်ကျင်းပလို့ရှိပြီးနိုင်ငံပေါင်း48နိုင်ငံနဲ့ကစားသမားထောင်ချီပါဝင်ရှင်ပြကြတဲ့ကမ္ဘာအကြီးမားဆုံးအားကစားပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာကစားသမားတွေကသူတို့ရဲ့နိုင်ငံအတွက်အရာအလုံးပေးဆက်ပြီးကစားကြသလိုနိုင်ငံတိုင်းကလည်းဒီစုပလာကိုအမြင့်ဆုံးဂိုးတိကတစ်ခုဖြစ်တံမိုးထားကြပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ World Cup ရဲ့တမိုင်းကြောင်းနဲ့လာမယ့် FIFA World Cup 2026ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကိုပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကို like and share လုပ်ပြီး channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ဗျ။ကမ္ဘာဖလားဆိုတာရိုးရိုးအားကစားပြိုင်ပွဲတစ်ခုတည်းပို့ပါတယ်။ကျွန်တော်တို့အားလုံးဟာငယ်ဘဝကတည်းကကမ္ဘာဖလားနဲ့တူကြီးပြင်းခဲ့ကြတာပါ။ညဘက်တွေမှာအေးပြက်ခံအားပေးခဲ့ရတဲ့အမှတ်တရတွေကိုအားပေးရဲ့အသင်းတိုင်းလို့လမ်းပေါ်ထွက်အောင်ပွဲခံခဲ့ကြတာတွေကကျွန်တော်တို့နဲ့မစိမ့်နဲ့ဘောလုံးရဲ့နှစ်သာရတွေပါဒီလိုလူသားတိုင်းရဲ့ရင်ခုန်တဲ့နေကိုစူးစီးပေးနိုင်တဲ့ပြိုင်ပွဲကြီးရဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်1930ပြည့်နှစ်ထိနောက်ပြန်သွားရပါလိမ့်မယ်အဲ့ဒီအချိန်မှာဥရုဂွေးနိုင်ငံကပထမဆုံးအကြိမ်အင်ရှင်ဖြစ်စတင်ကျင်းပခဲ့ပါတယ်အခုလိုနိုင်ငံအများကြီးမဟုတ်ပဲအသင်းပေါင်း73သင်းနဲ့ရှင်ပြိုင်လာတာကတစ်ဆင့်အချိန်နေကြာလာတဲ့အမျှဒီပြိုင်ပွဲဟာကမ္ဘာလုံးကစောင့်ကြည့်ရတဲ့ခမ်းနားဆုံးစီမင်းကြီးဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက်မှာအောင်မြင်ဆုံးတင်းကိုပြပါဆိုရင်တော့ဘရာဇီးတင်းကိုပြရမှာပါ။သူတို့ဟာကမ္ဘာဖလားကို9ချိန်အထိစံချိန်တွေရယူထားနိုင်ခဲ့သလိုပြိုင်ပွဲတိုင်းမှာပါဝင်ရှင်ပြိုင်ခွင့်ရတဲ့တစ်ခုတည်းတော့အတင်းနဲ့ဖြစ်ပါတယ်။သူတို့ရဲ့နောက်မှာတော့အီတလီနဲ့ဂျာမနီတို့က4ချိန်စီနဲ့ကပ်လိုက်နေကြပါတယ်။ဒါပေမဲ့ကမ္ဘာဖလားဆိုတာစုဖလားတွေနဲ့မကပါဘူး။ပီလီမာရာဒိုနာစီရင်းတို့လိုကနဝင်တွေကလည်းအခုခေတ်မက်ဆီနဲ့ရိုနယ်ဒိုတို့အထိသူတို့ရဲ့မော်ဆန်နဲ့စွမ်းတွေကိုပြသခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ခုတစ်ခါချန်ပါမယ် FIFA World Cup 2026ကိုတော့သမိုင်းမှာပထမဆုံးအကြိမ်ဖြစ် United States, Canada နဲ့ Mexico အရှင်၃နိုင်ငံကပူးပေါင်းလက်ခံကျင်းပမှာဖြစ်ပါတယ်။ရက်ပေါင်း40ကျော်ကြာမြင့်တဲ့ဒီပြိုင်ပွဲကြီးကိုဇွန်လ17ရက်နေ့မှာမက္ကဆီကိုစီးတီးကသမိုင်းဝင်အစတာဒီယိုအစတကာမှာအဖွင့်ပွဲစဉ်ဖြစ်စတင်မှာဖြစ်ပြီးဇူလိုင်လ19ရက်နေ့မှာတော့နယူးဂျာစီမှာရှိတဲ့ Master Stadium မှာဘောလုံးပွဲနဲ့အတူခမ်းနားစွာဆုံးဖြတ်သွားမှာပါဒီဒီချိန် World Cup ရဲ့ထူးခြားချက်ကတော့အရင်က32တင်းပဲပါဝင်ရှင်ပြိုင်ခဲ့ရတာနဲ့အခုအခါတင်းပေါင်း48တင်းထိတိုးမြင့်လိုက်တာပါပဲဒါကြောင့်ဒီပြိုင်ပွဲဟာသမိုင်းတစ်လျှောက်အကြီးဆုံး World Cup ဖြစ်မှတ်တမ်းဝင်လာတော့မှာဖြစ်ပါတယ်။အုပ်စုအဆင့်မှာအုပ်စု12စုနဲ့ရှင်ပြိုင်ကြမှာဖြစ်ပြီးအုပ်စုပထမဒုတိယတွေပြင်အကောင်းဆုံးတတိယရ8သင်းမှာနောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရရှိမှာပါ။စုစုပေါင်းပွဲစဉ်104ပွဲရှိလာမှာဖြစ်လို့ဘောလုံးပရိသတ်တွေအတွက်တော့အားပါရှိရှုရမယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်လာမှာပါ။စိတ်မကောင်းစရာတစ်ခုကတော့ကမ္ဘာဖလားကို၄ချိန်ထိရယူထားမှုတဲ့အီတလီတင်းဟာ2018ကနေ2026အထိ World Cup 3ချိန်ဆက်မပါဝင်ခဲ့နိုင်တာပါ။ဒါကကမ္ဘာဖလားဝင်ခွင့်ရဖို့ဆိုတာဘယ်လောက်တောင်ခက်ခဲလဲဆိုတာသက်သေပြနေရပါ။အသင်းကြီးဒီလောက်အသေးအံစူးစမ်းနေရတဲ့အကြောင်းရင်းကတော့ကမ္ဘာဖလားဆိုတာဂုဏ်သိက္ခာနဲ့မကပဲစုချင်းငွေရတယ်မယုံနိုင်စရာဖြစ်နေလို့ပါ။ပြီးခဲ့တဲ့ကမ္ဘာဖလားမှာတင်စုစုပေါင်းဒေါ်လာတန်း440ထိရရှိခဲ့ပြီးချန်ပီယံအသင်းကနေဒေါ်လာ42တန်းထိရရှိခဲ့ပါတယ်။အောင်းလိုင်းသူတွေကမ်းမြောက်ခွင့်ရမယ့်ရွှေကဘာလုံးဖလားဆိုရင်18ကာရက်ရွှေစစ်စစ်နဲ့ပြုလုပ်ထားပြီးတန်ဖိုးအဖြစ်ဒေါ်လာတန်း20ကျော်တန်ကြီးရှိပါတယ်။ဒီပြိုင်ပွဲမှာခြေစွမ်းပြနိုင်ရင်တာမန်ကစားသမားဘဝကနေထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ခေါ်ယူခြင်းကိုခံရသလိုကြော်ညာနဲ့အခြားဝင်ငွေတွေကလည်းသူတို့ရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေပါတယ်။ဒီ2026ကမ္ဘာဖလားဟာနိုင်ငံတွေမကပဲကစားသမားတွေအတွက်ပါသမိုင်းမှတ်တိုင်တစ်ခုဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်ဘောလုံးလောကကိုဆယ်စုနှစ်နှစ်ခုကျော်စိုးမိုးထားခဲ့တဲ့ဒီကွန်းနဲ့မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုအတွက်တော့ဒါနောက်ဆုံး World Cup ပြန်ဖြစ်လာနိုင်ပါတယ်။တစ်ဖက်မှာတော့ကီလီယန်အပတ်ပေလမင်းရမယ်
ဂျူးပန်လီယန်တို့လိုမျိုးဆက်တွေအရှေ့ဟောင်းနဲ့တက်လာနေကြပါတယ်။အဟောင်းတွေကိုစားသုံးဖို့နဲ့မဟုတ်ပဲကိုပိုင်ခေတ်တစ်ခုကိုစတင်ဖို့အတွက်ဒီပြန်ပွဲကြီးမှာသူတို့ရဲ့အစွမ်းစားကိုအပြေးအဝတတိပြကြမှာပါ။ဒါကြောင့်2026 World Cup ဟာအနဝင်လေးရဲ့အဆုံးသက်လားဒါမှမဟုတ်မျိုးဆက်တစ်ရဲ့နန်းတက်ပွဲလားဆိုတာကတော့ဇူလိုင်လ19ရက်နေ့ Match Flash Stadium မှာဒီပေါ်လာမှာဖြစ်ပါတယ်။